Hello အားလုံးမင်္ဂလာပါဗျကျွန်တော်ခုတစ်ခါချင်းပြမှာကတော့ Remington ပဲဖြစ်ပါတယ်နောက်ဆုံးထွက်လာတဲ့ Remington Tablet 3 Pro ဒီကောက်ပါနဲ့တူလဲဆိုရင်ပထမထွက်လာတဲ့အကြီးကြီးလို့မဟုတ်အခုနောက်ဆုံးထွက်ထားတဲ့ iPad ရဲ့ mini 7နဲ့ပုံစံတူတယ်သူကတော့ခိုးလက်မှရှိတဲ့ iPad mini 7ကတော့9လက်မှကြော်ချစ်လက်မှပေါ့နော်ဟိုသူတုံးထားတာက Snapdragon နောက်ဆုံးထွက် X Elite ဆိုတဲ့ chipset ကိုတုံးထားတယ်ဒါတော့ China version တမျိုးလေးပဲထွက်လာတာလောလောဆယ်နဲ့ကတော့$955လို့ဒေါ်လာလို့တည်ရသူရဲ့ဈေး memory များရင်များတဲ့လောက်ဈေးရှိတယ်ပေါ့နော်အခုကတော့ဈေးကတော့အများဆုံးကတော့600ကျော်1000နီးပါလို့ပြောတယ်ကျွန်တော် Google မှာရှာကြည့်တဲ့လောက်တော့ Google version ကတော့ဂျူလက်တရားနေမှာထွက်မယ်လို့ပြောတယ်နောက်လာမှထွက်လာမှာပေါ့နော်လောဆင်ကတော့သူရဲ့ရုပ်ပြည့်ဥစားနောက်ဆုံးထွက်လာတဲ့ version ပေါ့ဒါကျွန်တော် Remington ဆိုတဲ့အတိုင်းပေါ့ဗျာဘာညာတလကားလည်းအများကြီးတော့မပါဘူးသူကတော့ camera ပါမယ်ပြီးတော့back camera ပါမယ်ဒါပဲရှိ gaming တွေကတော့ပတ်ကြည့်ဆွဲတဲ့ကောင်တွေကတော့ကောင်းတယ်ကျွန်တော်တော့ကြိုက်တယ်။ဘာလို့ပြောတရုတ်ဝစ်ထိုးလို့ဘာလို့ Remington ဆိုရင်တော့ကျွန်တော်တော်တော်ကြိုက်တဲ့ထည့်မှာတော့ပါတယ်။သူကမဝင်ထိုင်လို့တော့မဝေထားဘူး။တော်တော်ကြိုက်တဲ့ထည့်မှာတော့ပါတယ်။ဟိုသူပြောတဲ့ screen share ရင်းပါတယ်အကုန်ပါတယ်ပြောတယ်ဒါပေမဲ့သူဟာတခုထွက်တာကနော်တွေ့နော် screen share ရတယ်ပါသူကလို့ပြထားအဲ့တခုတော့ monitor share ရင်းပါတယ်လို့ပြော165ဆိုတဲ့ဟာဇက်ကြီးတော့တော်တော်ကြီးကျင်းတယ်တချို့ဟာတွေဆိုရင် iPad ဆိုတည်တယ်မလား120ပဲပါတယ်လေဒီကောင်က165ဆိုရင်တည်တဲ့အတိုင်းပဲကျင်းတဲ့ထင်မှာတော့ပါတာပေါ့အခုထွက်လာတဲ့အတိုင်းပဲကြည့် game ဆော့မဲ့ပေါ်လာတဲ့တွေကတော့ဝေတဲ့လားမဝင်သေးတော့ကိုယ်စဉ်းစားပေါ့နော်ကျွန်တော်ကတော့ကြိုက်တယ်ကျွန်တော်ဆိုရင်တော့ပတ်စံတက်နိုင်တော့ဝေးမယ်လောလောဆယ်ကျွန်တော်တုံးနေတဲ့ဟာကြီးကတိတ်အဆင်မပြေတော့တော်တော်မိုက်တဲ့ထင်မှာတော့ပါသူကပြီးတိုက်စီအားသွင်းတဲ့ပေါက်ကြီးကသူကဘဲမှာမဟုတ်ဘူးအလေးတိတ်တွေမှာမဟုတ်ဘူးသူ့ရဲ့အပေါ်မှာပဲပါတယ်ဘာမ game ဆော့မယ်ဆိုလက်တွေပါထိတာတော့ဘာတိတ်မချိတော့ဘောနော်သူ RGB လာတည်တဲ့အတိုင်းပဲကျွန်တော် Google မှာခြာကြည့်တဲ့လောက်ကတော့လောလောဆယ်တော့မထွက်သေးဘူးတရုတ်ပြည်မှာပဲထွက်သေးစပီယာနှလုံးဝေပါတာပေါ်တော့အောက်တော့ဒါပဲပါတယ်ကိုလေးဖင်ပါမယ်ပြီးတော့သူ့ရဲ့ပထမပုံစံအတိုင်းမှာပဲပုံစံရတော့တိတ်မပြောင်းဘူးတွေ့လားPrefer 6200လို့ပြောတယ်ဒါပေမဲ့ video editing တွေပါတယ်အတွက်သူကတော့အဆင်ပြေတယ်လို့ပြောတယ်ဟုတ်လားမဟုတ်လားမသိဘူးဒါပေမဲ့လောလောဆယ်ကိုလေးမသိဘူးလေထပ်မထွက်သေးတော့ gaming တွေဆိုရင်တော့တော်တော်ရှည်တယ်ပြောတယ်အခုနောက်ဆုံးထွက်လာတဲ့ ROG 9 Pro ဘလက်ပုံစံမျိုးပဲเนาะဂိမ်းကတော့ဂိမ်းဆော့မဲ့ပေါ်လာတွေကတော့ပတ်စံတာဆူထားတော့ bro ကြီးကျွန်တော်လေးပတ်စံလေးပါလေးဆူပြီးတော့ဝေအောင်ခွေတယ်တော့ပါပဲနောက်ထွက်လာတဲ့ဟာကြိုက်လေးကျွန်တော်ပြန်လေးချေရာပြီးတော့လုပ်ပေးအောင်နော်လောလောဆင်ကတော့ကျွန်တော်လည်းမသိဘူးဒါထွက်လာတာလည်းမကြသေးဘူးဆိုတော့အဆင်ပြေတယ်လို့ပဲကျွန်တော်လုပ်ပေးထားပါတယ်အကောင်းဆုံးဖြစ်အောင်လည်းကြိုးစားနေပါတယ်ကျွန်တော်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးတော့အောင်ကျေးဇူးတင်ပါတယ်